မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဆင်းညစ်လိုပဲဖြစ်ဖြစ်ပြောလို့ပဲဖြစ်ဖြစ်အိမ်မှာဘီယာတောက်ဖြစ်တဲ့အခါအတူပသတိပြုနိုင်ရန်ဗီဒီယိုလေးဆောင်းအောင်ကြည့်ရှုပေးပါအောင်အားလုံးလည်းကျေးဇူးတင်ပါတယ်抓起来！ဒီရုပ်ကိုဘယ်လိုမှကိုချစ်လို့ကိုမရတာဖြစ်နေတတ်တောင်တတ်ပြချင်တာနားရလားမိတ်ဆွေများအားလုံးလည်းသဘောကျမယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပြီးအောင်အားလုံးကျေးဇူးတင်ပါတယ်